အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ရှင်ငံဆက်လေးနဲ့စားလို့ကောင်းတဲ့ငနီတူရခိုင်တုပ်လေးလုပ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်အရင်ဆုံးအိုးထဲကိုခေါင်းဖြုတ်ပြီးရေစေးတန့်တင်ထားတဲ့ငနီတူလေးထည့်ပြီးလှုပ်ပေးလိုက်ပါမယ်ရှင်မီးအလဲလက်နဲ့လှုပ်ပေးရမှာဖြစ်ပါရဲ့ရှင်ငနီတူလေးကျွတ်လာပြီဆိုရင်အိုးပေါ်အားရှာပြီးပကံနှလုံးထဲထည့်ထားလိုက်ပါမယ်ရှင်ပြီးရင်ငရုတ်သီးကိုလှော်ထားပေးလိုက်ပါမယ်ရှင်ငရုတ်သီးလေးရပြီဆိုရင်ဖုတ်ထိုင်းငပိနဲ့ရောပြီးထောင်းထားပေးလိုက်ပါမယ်ရှင်ပြီးရင်သုံးမစလုံးထဲကိုခုနလှော်ထားတဲ့ငနီတူလေးထည့်လိုက်ပါမယ်ရှင်ပြီးရင်လှီထားတဲ့ချက်သွန်ဒီခုနထောင်းထားတဲ့ငရုတ်သီးနဲ့ငပိစားနေငယ်ရှိုးမုံနေငယ်မကြီးမဲအနည်းနဲ့လှီထားတဲ့နနပင်တို့ထည့်ပြီးအားလုံးသမသွားအောင်နေပေးလိုက်ပါမယ်ရှင်လမ်းတော့မကြီးမဲအနည်းနဲ့တုတ်သားလေးစားကျင်လို့တမယာသီးမထည့်ထားပါဘူးရှင်မကြီးမဲအစားတမယာသီးသုံးလဲရပါရဲ့ရှင်အားလုံးသမသွားပြီဆိုရင်ရတာမြည်ကြည့်ပြီးကိုယ်စိတ်ကြိုက်လို့တလို့ပြင်နိုင်ပါရဲ့ရှင်အခုဆိုရင်ရှင်ငံဆက်လေးနဲ့ရမ်းအောင်စားကောင်းတဲ့ငနီတူရခိုင်တုပ်လေးရသွားပါရဲ့ရှင်အကုန်ကြသက်သာပြီးထမင်းမိန်စေရမို့လိုက်လို့စားကြည့်ကြနော်လမ်းဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့တငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါရဲ့ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်